Fitzgerald ရဲ့မိခင်ဟာသူတို့ဇနီးမောင်နှံနေထိုင်တဲ့အိမ်လေးစီလိုက်လာခဲ့ပါတယ်။တားဖြစ်သူက Serafina လို main ကလေးမျိုးကိုဒီလိုအိမ်ဆုပ်လေးမှာထားရမလားဆိုပြီးငေါငန်းတဲ့အခါ Fitzgerald ကကျွန်တော်ကလုံခြုံရေးဝန်ထမ်းပဲလေဒီလောက်ပဲတတ်နိုင်တာပေါ့လို့ပြန်ပြောခဲ့ပါတယ်။သူဟာ Serafina ကိုတထေးမှမသိစေချင်သေးလို့မိခင်ကိုပါဟန်ဆောင်ခိုင်းထားတာပါ။ဒါပေမဲ့အမေဖြစ်သူကသူတို့နှစ်ယောက်တီးကြစီအိမ်နေတာကိုသိသွားပြီးမြေးလေးမြက်မြက်လိုချင်နေဆိုပြီးအတင်းတိုက်တွန်းတဲ့အတွက်နောက်ဆုံးမှတခန်းနဲ့အတူတူအိပ်ရပါတယ်။အဲ့ဒီညမှာ Fitzgerald ကရုတ်တရက်အခန်းထဲကထွက်သွားတဲ့အခါ Serafina တယောက်သူငါ့ကိုမကြိုက်လို့လားဒါမှမဟုတ်သူက important လားဆိုပြီးတွေးတော့ကတန်တရားဖြစ်ခဲ့ရပါတယ်။စားတော့ဆိုင်တစ်ခုမှာ Director William ဟာ Serafina ကိုတောသူမလို့စော်ကားပြီးမင်းယောက်ျားအလုံးမပြုတ်ချင်ရင်ဒီညငါနဲ့အတူအိပ်ရမယ်လို့ချိန်ချောက်လာပါတယ်။ Fitzgerald ရောက်လာတဲ့အခါမှာတော့ William ကိုခြေထောက်နဲ့ကန်ထုတ်လိုက်ပါတယ်။ William ကငါက Britscape ရဲ့အရာရှိမင်းလိုလုံခြုံရေးကဘာလုပ်နိုင်မှာလဲလို့လှောင်ပြောင်ပြီးမြဲ Fitzgerald ကဖုန်းတစ်ချက်ပဲဆက်လိုက်ပြီး William ကိုသူ့မိသားစုဝင်အားလုံးကိုပါအလုပ်ကနေချက်ချင်းထုတ်ပစ်လိုက်ပါတယ်။ Serafina ကရှင်ဖုန်းဆက်တာနဲ့သူတို့ဘာလို့အလုပ်ပြုတ်ကုန်တာလဲလို့တန်တရားနဲ့မိတဲ့အခါ Fitzgerald ကငါအလုပ်မှာသူတို့ကိုအလုပ်ထုတ်တော့မယ်ဆိုတာကြားထားလို့အချိန်ကိုက်ဖုန်းဟန်ဆောင်ဆက်လိုက်တာပါလို့ပါပါနနာပလီပြန်လင်ပြောခဲ့ပါတယ်။စူဇန်က Serafina ရဲ့ project file ကိုခိုးယူဖျက်ဆီးလိုက်ပေမဲ့ Serafina ကအရှုံးမပေးခဲ့ပါဘူး။သူမဟာ9မိနစ်အတွင်းမှာပဲရွာရဲ့ယာတီဥတုမြေစီလွာနဲ့ရိုးရာအမွေအနှစ်တွေကိုသူမရဲ့မှတ်ဉာဏ်ထဲကနေအကောင်းဆုံးရှင်းလင်းတင်ပြခဲ့ပါတယ်။ရွာကိုဖျက်ဆီးတာထက်ရေရှည်ဖွံ့ဖြိုးရေးကပိုအရေးကြီးတယ်ဆိုတဲ့သူမရဲ့စကားကြောင့်အဖွဲ့အစည်းကရွာလေးကိုမဖျက်ဆီးဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။မွေးနေ့ပွဲပြင်ဆင်နေတော့မှစူဇန်ကချဲမန်းကြီးမြတ်နိုးတဲ့ Geranium ပန်းအိုးကိုတမင်တကာတွန်းလဲခိုင်းပြီး Serafina အပေါ်အပြစ်ပုံချခဲ့ပါတယ်။နောက်ပြီးအနိုင်ကျင့်ပြောဆိုက Serafina တို့ကိုထွက်သွားခိုင်းပါတယ်။ဒါပေမဲ့ Fitzgerald ကရောက်လာပြီးထွက်သွားရမှာကမင်းတို့ပဲလို့ပြောကသူကလုံခြုံရေးဝန်တန်းဖို့ပဲ Britscape ရဲ့ CEO ကိုယ်တိုင်ဖြစ်နေတာပါ။မွေးနေ့ပွဲနေ့မှာ Serafina ကပျက်စီးသွားတဲ့ပန်းကိုပြန်ရှင်အောင်လုပ်ပြနိုင်ခဲ့တယ်လို့ Spring Village ကပါလာတဲ့အဖိုးတန် Toxic Orchid ပန်းလေးကိုပါလက်ဆောင်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Fitzgerald ရဲ့လျှို့ဝှက်ချက်ပေါ်သွားခဲ့ရပါတယ်။စူဇန်တို့မိသားစုကအမှန်တရားပေါ်သွားတဲ့အခါမှာဒါအထင်လွဲတာပါအမှန်ကစူဇန်နဲ့လက်ထပ်ပေးဖို့ Serafina ကိုအစားထိုးမိတာလို့ပြောပြီးပြန်ကပ်ဖို့စ조사ခဲ့ပါတယ်။ဒါပေမဲ့ Fitzgerald ကမင်းတို့က Serafina ကိုငငယ်ဒီကလေးကစွန့်ပစ်ပြီးခုမှအတုံးချဖို့စ조사နေတာမင်းတို့လိုလူစားမျိုးငါအနားမှာမထားနိုင်ဘူးလို့ပြောပြီး SS Group နဲ့လုပ်ငန်းအားလုံးကိုဖျက်သိမ်းပြီးသူတို့ကိုပွဲထဲကနေမောင်းထုတ်လိုက်ပါတယ်။နောက်တော့ Serafina က Fitzgerald ကိုရှင်က CEO ကျမကတော့သူတယောက်ပါဘာလို့မလိုအပ်တော့ဘူးလားလို့မေးတဲ့အခါသူမကကျမတာဝန်ပြီးပြီရှင်တို့ရဲ့ကစားပွဲထဲမှာဆွဲမထည့်ပါနဲ့တော့ဆိုပြီးရွာကိုပြန်သွားပါတယ်။ Fitzgerald က3နှစ်တိုင်တိုင်ရွာလေးမှာလေသမားတယောက်လိုဝိုင်းကူလောက်ကင်ပြီးရင်သူမရဲ့ခွင့်လွှတ်မှုကိုစောင့်ဆိုင်ခဲ့ပါတယ်။3နှစ်အကြာမှာတော့ Serafina ကမနှက်ဖြန်ယာတီဥတုတာရလိမ့်မယ်။အားလားအားရင်လက်ထပ်ကြရအောင်လားလို့ပြောလိုက်ပါတော့တယ်။ Fitzgerald ကဟုတ်ကဲ့အားပါတယ်ဆိုတဲ့စကားလေးနဲ့အတူနှစ်ယောက်သားထာဝရလက်တွဲသွားကြပါတော့တယ်။ဇက်လန်းလေးကတော့ဒီမှာရင်ပြီးဆုံးသွားပါပြီ။လူတယောက်ကိုအပေါ်ယံစီးစိမ်ဥစ္စာနဲ့မဆုံးဖြတ်ဖဲစိတ်ရင်းကိုပဲကြည်တတ်ဖို့ဒီဇက်လန်းလေးကသင်ခန်းစာပေးသွားတာပါ။ဒီဇက်လန်းလေးကိုသဘောကျတယ်ဆိုရင် like နဲ့ follow လေးလုပ်ထားပေးအောင်နော်။နောက်ထပ်လည်းဒီလိုမျိုးအားရစရာကောင်းတဲ့ movie recap တွေယူဆောင်လာခဲ့အောင်ပါမို့စောင့်ကြည့်ပေးပါဦး။အားလုံးပဲတာယာရင်းနေလေးဖြစ်ပါစေရှင်။